တော်တိုင်းတိရစ္ဆာန်တွေရဲ့မှာအလှပဆုံးအခက်ညာဆုံးနဲ့အားအင်ကြီးမားဆုံးတတဝါကဘာလဲလို့မေးရင်အားလုံးရဲ့အဖြေကတော့ကြားပဲဖြစ်မှာပါလူတိုင်းကြားတွေကိုတိကျပေမဲ့သူတို့မှာကျွန်တော်တို့မသိသေးတဲ့ချို့ဝှက်ချက်တွေအများကြီးရှိနေပါတယ်ဒီနေ့ဒီမှာတော့ကြားတွေအကြောင်းကိုတခါတည်းနဲ့အသေးစိတ်စုံစုံလင်လင်ပြောပြသွားမှာပါတကယ်တော့ကြားတွေဟာကြောင်မျိုးနယ်ဝင်တိရစ္ဆာန်တွေရဲ့မှာအကြီးဆုံးနဲ့အလေးချိန်စီးဆုံးတတဝါတွေဖြစ်ကြပါတယ်ကြားတစ်ကောင်ရဲ့အလေးချိန်ဟာကီလိုဂရမ်300ဒါမှမဟုတ်ပေါင်600အကျော်ထိရှိနိုင်ပြီးနှာခေါင်းဖျားကနေအမီးဖျားထိဆဲတပေလောက်ထိရှည်လျားတတ်ပါတယ်သူတို့ရဲ့ကိုယ်ပေါ်ကအစင်းကြောင်းတွေဟာလူတွေရဲ့လက်ပွေရလိုပဲတစ်ကောင်နဲ့တစ်ကောင်ဘယ်တော့မှမတူပါဘူးထူးခြားတာကသူတို့ရဲ့အမွေးတွေကိုရိပ်ဖြစ်လိုက်ရင်တောင်အဲ့ဒီအစင်းကြောင်းတွေကိုအရေပြားပေါ်မှာထက်တူမြင်နေရတာပါပြီးတော့အိမ်မွေးကြောင်များစုကရေကြောက်တက်ကြပေမဲ့ကြားတွေကတော့ရေကူးတာအယမ်းဝါဒနာပါပြီးမိုင်ပေါင်းများစွာကိုအေးအေးဆေးဆေးကူးခတ်နိုင်ကြပါတယ်ပူအိုက်တဲ့နေ့တွေဆိုရင်ရေထဲမှာစိတ်နေတက်ပြီးရေကူးရင်းနဲ့တောင်သားကောင်ကိုဖမ်းနိုင်တဲ့အထိတော်ကြပါတယ်သူတို့ရဲ့အမဲလိုက်စွမ်းရည်ပိုင်းကိုကြည့်ရင်လည်းတကယ်ကိုကြောက်စရာပါပဲကြားတွေဟာညဘက်မှာလူတွေထက်အမြင်အာရုံ6ဆလောက်ပိုကောင်းကြပါတယ်ပြီးတော့သူတို့ရဲ့ဟိမ့်တန်ဟာနှစ်မိုင်ကွာဝေးထိကြားနိုင်ပြီးအဲ့ဒီဟိမ့်တန်ကြောင့်တင်သားကောင်တွေဟာကြောက်လန့်ပြီးခြေမလုံနိုင်ပဲဖြစ်သွားတတ်ပါတယ်ဒါပေမဲ့အန်ကြဖို့ကောင်းတာကကြားတွေဟာအမဲလိုက်တဲ့အခါတစ်ဆယ့်ကြိမ်လိုက်ရင်တစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်လောက်ပဲအောင်မြင်တတ်တာမို့သူတို့ဟာဇွဲအင်မတန်ကောင်းတဲ့မူဆိုးတွေလို့ပြောရမှာပါနောက်ပြီးချင်းသေးတွေလိုအုပ်စုနဲ့မနေရဲ့ကြားတွေကတော့တကောင်နဲ့ပဲအေးကြုံလို့နေတတ်တဲ့တတဝါတွေဖြစ်ပါတယ်မိခင်ကြားမကြီးတွေကတော့သူတို့ရဲ့သားပေါက်လေးတွေကိုနှစ်သားရွယ်ထိအမဲလိုက်နေတွေတင်ပေးပြီးစောင့်ရှောက်လေးရှိပါတယ်အဲ့ဒီနောက်မှာတော့သားသမီးတွေကကိုယ်ပိုင်နဲ့ကိုရှာဖွေဖို့မိုင်ပေါင်းများစွာဝေးတဲ့နေရာတွေကိုတကိုယ်တော်ထွက်ခွာသွားကြပါတယ်ဒီလောက်အစွမ်းထက်တဲ့ကြားတွေဟာအခုအချိန်မှာတော့ကဘာပေါ်မှာမျိုးတုံးပြောက်ကွယ်လိုနီးပါးအနေနဲ့ရင်ဆိုင်နေရပါပြီလွန်ခဲ့တဲ့နှစ်ပေါင်းတရာကကဘာပေါ်မှာကြားကောင်ရေတသိန်းကျော်ရှိခဲ့ရင်မဲ့အခုအချိန်မှာတော့တောတိုင်းထဲမှာကြားကောင်ရေလေးတူးညက်ကနေငါတူးညဝန်းကျင်ပဲကြံပါတော့တယ်အမဲလိုက်ခံရတာတွေနဲ့တောပြုံးလာတာတွေကြောင့်သူတို့ရဲ့မျိုးနယ်စုဟာတဖြည်းဖြည်းနေပါလာတာဖြစ်ပါတယ်ဒါကတော့တောတိုင်းကဘာရဲ့ဤကြောင်ဖြစ်တဲ့ကြားတွေအကြောင်းပဲဖြစ်ပါတယ်သူတို့ရဲ့အစွမ်းထက်ပုံတွေကတကယ်ပဲရင်သက်ဥမောစရာမဟုတ်လားခင်ဗျာဒီလိုအဖိုးတန်တဲ့တဘာဝအလှတရားတွေကိုကျွန်တော်တို့အားလုံးဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုနေပါပြီ